တနေ့ကိုထိုက်ထိုးချိန်100နဲ့ထိုက်ထိုးချိန်100ကိုရက်ပေါင်း30တိတိလောက်ကြည့်မယ်ဆိုရင်ဘသူကအောင်မြင်ပြီးဘသူကတော့တောက်ဖြုတ်တော့မလဲကြည်ရအောင်ပထမဆုံးနေ့မှာတော့ဒိုက်ထိုးတယ်လူကရင်အုပ်တွေတင်းကားနေပြီထိုင်ထိုးလုပ်တဲ့ကောင်ကိုကြည့်လိုက်အောင်ခြေထောက်တွေအဆက်ဆက်တုံနေတာတောင်အတင်းစွတ်အဆုံးထိဆွဲလို့သွားနိုင်သေးတယ်ဗျတတိယမြောင်နေမှာတော့ဒိုက်ထိုးတယ်လူကလက်မောင်းတွေစားပြီးတောင်းလာပြီထိုင်ထိုးလုပ်တဲ့ကောင်ကတော့ရွေကားစင်းရင်ကိုတွားသွားရမယ်တက်ပဲခြေထောက်တွေကခဲဆွဲထားသလိုလေးလံနေတာလေခုနှစ်ရက်မြောင်မှာတော့ဒိုက်ထိုးတဲ့လူကရင်အုပ်နဲ့လက်မောင်းတွေတီးတီးတာတာထွက်လာပြီထိုင်ထိုးလို့တဲ့လူကလည်းဒင်ပါးတွေတင်းကျက်နေတာပဲဒါပေမဲ့လမ်းလျှောက်လိုက်တိုင်းခြေထောက်တွေမီးလောင်တလို့ပို့ထူနေတာပါပဲ14ရက်မြောင်မှာဒိုက်ထိုးတဲ့လူကအရှင်ရလာပြီးခန္ဓာကိုယ်ကိုညင်ညင်လေးထိုင်းနိုင်လာပြီထိုင်ထိုးလို့တဲ့လူကလည်းခြေထောက်တွေကတစ်တုံးလိုမားတောင်နေတာပဲဒါပေမဲ့ညောင်းညာတာကတော့လုံးဝမပြောက်သေးဘူးနော်ရက်ထိုးစေပြီးတဲ့အခါနှစ်ယောက်လုံးကတော့တန်မာသွားကြတာပါပဲဒါပေမဲ့အဆုံးသက်ကိုကြည့်လိုက်အောင်ဒိုက်ထိုးတဲ့လူကလက်မောင်းတွေတန်ပေမဲ့ခြေထောက်ကဖြုတ်ခွေနေတော့အလေးအပေမဲ့ပြီးလမ်းလျှောက်တဲ့အခါရိုင်းနေချီနေတာပေါ့ထိုင်ထိုးလို့တဲ့လူကလည်းခြေထောက်တွေကတော့ကြောက်စရာကောင်းလောက်အောင်တန်မာနေပေမဲ့ဒိုက်တစ်ချက်ထိုးကြည့်အောင်ဆိုပြီးလှုပ်လိုက်တာနဲ့မျက်နှာနဲ့မြေကြီးနဲ့တဲ့တဲ့ဆုံးမိသွားတော့တာပါပဲတကယ်ကြီးလူ